Hello guys, welcome back to my video again. ဒီနေ့ video လေးကတော့တဲလေးလာနေတဲ့ဒီ English စာနီလန်ပေါင်းစုံတွေထဲကတဲအမြဲတမ်းလုပ်နေကြနီလန်လေးတစ်ခုကို share ပြပေးမှာဖြစ်ပါတယ်ရှင့်။အဲ့ဒါကဘာလေးလဲဆိုတော့ကို့မှာဖုန်းလေးတစ်လုံးရှိရပြီပေါ့နော်ပြီးတော့မှကိုက social media သုံးနေတဲ့သူတယောက်ဆိုတော့ပို့ပြီးတော့မှအဆင်ပြေတာပေါ့ဆိုတော့ကတဲကဘယ်လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့အရန်လေးစားအားကြရတဲ့လူငယ်လေးတယောက်ရှိပေါ့နော်အဲ့ဒီလူတိုင်းသိပြီးသားဖြစ်မှာပါချမ်းဆိုတဲ့ကောင်မလေးပေါ့နော်အသိငယ်လေးနဲ့ကဘာပတ်နိုင်တဲ့ကောင်မလေးပေါ့နော်သူကိုအရန်အားကြတယ်သူရဲ့ဒီ pronunciation သူ English စကားပြောတဲ့ကိုအရန်သဘောကျတယ်ပေါ့နော်ဆိုတော့ပြောလိုက်တဲ့ဒီ pronunciation တိုင်းကိုတဲကအရန်ပြောတတ်ချင်တယ်ပြောတတ်အောင်လဲကြိုးစားနေပေါ့နော်ဒါကြောင့်မလို့သူပြောသွားတဲ့ဒီ speak တိုင်းကိုတဲက like ပြီးတော့မှ like ကျင်းလေးရှိတယ်ပေါ့နော်ဆိုတော့ကတဲဘယ်လိုပုံစံမျိုးလုပ်တယ်ဆိုတော့ကိုအခုပြပေးမယ်ပေါ့နော်ဆိုတော့ချမ်းပြောသွားတဲ့ motivation လေးနဲ့သူတဲလေး like ပြီးတော့ပြောချင်မယ်ပေါ့နော်ဆိုတော့ပြောချင်ကြမယ်နော်In life, whether you something great or bad, some people will always have negative to say. But it's okay. You cannot change them. You cannot control them. You cannot stop them not to judge you. Oh, don't judge me. No, you cannot do like that. But there is an important one who can control this situation. It's you. You have to make your mind to be positive. You have to ignore them, whatever they say.Nothing can upset you if your mind does not allow it. Don't let yourself to be disturbed by negative people and negative comments. You don't have to hate them because only ignorant people always criticize others. Forgive them. တော့တဲကခုနကလိုမျိုးပေါ့နော်ခုနကနီလန်လေးမျိုးတုံးပြီးတော့မှအင်္ဂလိပ်စာကိုလေ့လာဖြစ်ပါတယ်ဒါတော့အများဆုံးလေ့လာဖြစ်တဲ့နီလန်လေးပေါ့နော်ဆိုတော့တဲတငယ်ချင်းတွေလည်းအင်္ဂလိပ်စာလေ့လာနေတဲ့သူတယောက်ဆိုလို့ရှိရင်တော့ဒီနီလန်လေးကိုတုံးကြည့်နော်ကိုယ့်တဲ့ pronunciation လေးတွေ speaking လေးတွေအများကြီးတိုးတက်လာလိမ့်မယ်ဆိုတာတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ see you next video bye guys